အဲ့တော့လောလောလတ်လတ်မင်းမရှိတော့ချက်ချင်းတင်မဖြစ်မှာပဲသူသွားရှာတော့ဘသူသွားတွေ့အဇာတသသူတော်ချင်းချင်းသတင်းလွှတ်ပေါ့လေအဲ့တော့အဇာတသကလည်းမယူရဲကောင်ငယ်ငယ်လေးကလေးကရင်ကောင်းတဲ့စိတ်တစ်စက်မှမရှိခဲ့တဲ့ကောင်ဆိုတော့ဟဲ့ကောင်မင်းမဖြစ်ချင်ဘူးလားမင်းသွားမေးဖြစ်ချင်တာပေါ့ဖြစ်ချင်မင်းလွယ်လွယ်လေးဘယ်လိုလွယ်ရမှာတော့မင်းဖေသားဖြစ်ပါမလားခင်ဗျာဘယင်သားဘယင်ဖြစ်တာပဲကွာပေါ့ဆိုတော့မလွယ်ဘူးထင်တယ်ဆိုတော့သူ့ဘက်ပါအောင်သူဘာလုပ်လဲတကိုးတွေပြနဂါးကြီးတွေဖန်ဆင်းပြဆင်ရုပ်ကြီးတွေဖန်ဆင်းပြဘလူရုပ်ကြီးဖန်ဆင်းပြနတ်သားရုပ်ကြီးဖန်ဆင်းပြပေါ့ကလေးကိုသူ့ဘက်ပါအောင်ဆွဲလိုက်ဆိုတော့အဇာတတမှာအကြမြင်မရှိဘူးသူ့ကိုလမ်းမှန်ကမ်းမှဆုံးမနိုင်တဲ့ပုဂ္ဂိုလ်နဲ့မတွေ့ခင်မှာဒီဆရာမနဲ့သွားတွေ့လိုက်တော့အကျင့်မှားတွေကျင့်ရှင်းသလားရှင်းပါဗျာသဘောပါသလားမင်းတတ်တယ်မမြည်အောင်တခါနဲ့ဖမ်းလိုက်ကွာထောင်ထဲထည့်ထားလိုက်ပြီးမင်းတက်လုပ်လိုက်နောက်တစ်ဆင့်တခါထပ်တိုးပြန်တယ်ထောင်ထဲမှာရှိနေရင်တခါမင်းထောင်ထဲကနေအုပ်ချုပ်နေဦးမှာမင်းဘယ်လိုလုပ်ဘရင်လုပ်ရမလဲအဲ့ဒါဘယ်လိုညှဉ်းပန်းဘယ်လိုနှိပ်စက်နဲ့လမ်းညွန်ပေးတာအဇာတတလေတကယ်ဆိုရင်ဒီဘုရားသာသနာမှာသူတော်ကောင်းတွေရဲ့အဆုံးအမနဲ့သာအရင်တွေ့ရင်ကျွတ်တန်းဝင်မဲ့ပုဂ္ဂိုလ်ရှင်းသလားဘယ်သူနဲ့သွားပေါင်းပြီမြေဝရဆရာမနဲ့သွားပေါင်းပြီးတော့အကြမြင်ကမရှိတဲ့ပြင်ကြားနာအပ်တဲ့တရားနဲ့လည်းမပြည့်စုံတော့လွဲမားစွာလမ်းလွဲလိုက်သွားလိုက်တာအဇာတတပျက်စီးသွားရှင်းတယ်နော်အဲ့တော့ဒုက္ခမြသာသနာပြုမင်းသံဃာယနာတင်ပထမသံဃာယနာတင်မှာအလှကြီးတွေပေးသံဃာတော်သာသနာကိုအထူးစောင့်ရှောက်ခဲ့ပေမဲ့အဲ့ဒီကုသိုလ်ကသူကာနိုင်သေးလားအဖတ်တဲ့အာကုသိုလ်ကြီးအရင်ကျူးလွန်မိခဲ့တဲ့အတွက်အခုဒေဝရကတော့လောဟကုံဘီ .com ကိုသွားမှရနော်အဝိဇ္ဇိတော့သူမရောက်ရှာပါဘူးအထက်တစ်ဆက်လောဟကုံဘီငရဲကိုရောက်သွားရှင်းတယ်နော်အဲ့တော့အချားမြင်ဘုဒ္ဓလိုအပ်မလိုအပ်လိုအပ်သလိုသိထားတဲ့အသည့်အတိုင်းကျင့်ဖို့လေလိုသေးတယ်အဲ့ဒါနောက်ဆက်တွဲလာမယ်ကြည့်အဲ့တော့နံပါတ်1ပုဂ္ဂိုလ်ကအချားမြင်တော့နဲတယ်ဒါပေမဲ့ဈာနာအပ်တဲ့တရားနဲ့ပြည့်စုံနဲလေးသိရင်နဲလေးကျင့်သူများအသက်တာမကောင်းဘူးတဲ့ဆိုလုံးမတတ်ဘူးဦးဇင်းတို့ဒီလိုလူမျိုးတွေအများကြီးတွေ့ဘူးတဲ့တရားများသိလားမသိဘူးနာခြင်းလည်းမရဘူးလေ့လာခြင်းလည်းမရဘူးသူ့မှာတွေးခေါ်ခြင်းလည်းမရဘူးဒါပေမဲ့သူများအသက်တာမကောင်းဘူးဆိုတာသိတော့ဂျဘိုးတန်းပွက်စိတ်တောင်မတတ်ဘူးအဲ့ရပေါ်မှာဂျဘိုးတွေအဖြစ်ဒီတိုင်းအိတ်နေတာပဲရှင်ဘုရားတဲ့သူတို့လည်းစားတာစားမှာပေါ့နေပါစေဘုန်းကြီးတွေဘုရားစေဖြန်းရှင်းလားရှင်းပါဗျာသဘောပေါက်သလားအဲ့ဒါ तू ကြားဘူးတာလေးနည်းနည်းလေးကိုသိတဲ့လောက်ကလေးပါလို့ရှင်းနေတာဟိုလွဲမားတဲ့ဂါထာတွေမန္တန်တွေ तू မလုပ်ဟာမေသူများဂါထာတွေရုပ်ခိုင်းနေတာတန်ဖို့တွေဘလောက်ဆိုရှင်ဗျာအဲ့လိုရွတ်လို့ရရင်ဗမာပြည်မွဲတဲ့လူမရှိပါဘူးအကုန်ရွတ်နေကြတာသဘောပါသလားရှင်းရောရှင်းရလားအဲ့တော့သူ့စိတ်ထဲမှာကောင်းတာလုပ်ရင်ကောင်းချိုးပေးမယ်သူသိတယ်မကောင်းတာလုပ်ရင်ဒါလေးယုံထားတာနဲ့ကိုမကောင်းမှု तू မလုပ်ဘူးလိန်နဲ့ညာတဲ့အလုံးမလုပ်ဘူးတချို့ဆင်းရဲမွှတ်တွေ့နေပေမဲ့အကျင့်သီလစင်ကြယ်တဲ့လူတွေတပုံကြီးပဲဒါပေမဲ့အတွေးခေါ်အကောင်းတဲ့မြန်မာလူမျိုးတွေကဆုံးမထားတာတော့ပြောထားတာတော့ရှိတယ်ဥမတောင်းမအဲ့ဒါအဆင့်တန်းကိုမရှိတဲ့စကားတွေဟမ်အဆင့်တန်းမရှိတဲ့လူမျိုးရုပ်ညံ့တဲ့လူမျိုးတို့သုံးတဲ့စကားမွဲခြင်းတလောက်မွဲအကျင့်စာရိတ္တကိုထိမ့်သိမ့်လို့ရမရအများကြီးတွေ့ခဲ့မှုပါရှင်းသလားသဘောပေါက်သလားဟေးစိုက်ကားနင်းစားနေပေမဲ့မဟုတ်တာမလုပ်သူများခိုင်းတဲ့ကူလီထမ်းနေပေမဲ့မဟုတ်တာမလုပ်ဘူးသူများအသက်လဲသူဥစ္စာလဲမခိုးဘူးမပေးရင်မယူပေးတာတောင်ဦးဇင်းတို့တွေ့ဘူးတယ်ကလေးတယောက်အဲ့ဒါလူငယ်ပဲရှိသေးတယ်လေးစားရတယ်အများနဲ့လေးစားပါတယ်အဲ့တကားကြီးမန္တလေးမှာတကားကြီးမဟုတ်တကားလေးကျွန်တော်ကားငါးသွားတော့သူအများနဲ့ကားတက္ကစီမောင်းတယ်တက္ကစီအစုပ်ကလေးပါအဲ့တော့သွားလာပြီးပြန်လာတယ်ဆိုရင်တနာရံနဲ့သူ့ကို3000တန်တဲ့ခကြီး9000ပေးမယူပြရစီနဲ့ဗျာ
ဒီခီးက3000ပဲတန်တာ3000ပဲယူပြရတယ်မဟုတ်ဘူးမင်းပေါက်စုပေးတာအာမပေးပါနဲ့ဗျာရှင်ဗျာပေါက်စု2000ပေးနောက်တစ်ခါအရှင်ဗျာအဲ့မျက်နှာကြည့်ပြီးနောက်ထပ်တပည့်တော်ထားလျှော့နေအောင်တပည့်တော်တန်တလောက်ပဲလိုချင်တယ်ရှင်းသလားရှင်းပါဗျာလေးစားတိုက်တဲ့ပုဂ္ဂိုလ်ပဲထမင်းကျွေးတယ်မစားဘူးတပည့်တော်မှာထမင်းတုပ်ပါအဒီထုံးနဲ့ပဲတပည့်တော်စားမယ်အမေရထည့်ပေးလိုက်တယ်အမေရသူထမင်းစားမှကြိုက်တာအမေတော့ပြောတာကလေးလေးလူငယ်ပဲရှိတယ်လူကြီးသူ့ဖေနဲ့တော့တခါကြီးရော့3000တန်တဲ့တင်9000ဆိုဘုန်းကြီးဟုတ်ပြီဒီမှာတပည့်တော်အဆင်ပြေတာအထက်သွားရှင်းတယ်နော်ရှင်းပါဗျာအဲ့ကလေးကအကြမ်းမြင်တော့နေတယ်ဒါမှမဟုတ်သူပါလေဉာဏ်နာအတဲ့တရားနဲ့ပြည့်စုံနောက်ပိုင်းတရားဝဲတွေလိုက်ပိုးနေရှင်ဖျားဟုတ်တယ်ရှင်ဖျားပြောတာတွေဟုတ်တယ်တပည့်တော်ရအောင်ကျင့်မယ်ရအောင်ကျင့်မယ်ဟောတိုးကျင့်သွားတာကလေးကတိုးတယ်လို့သူ့မျက်နှာကြည့်လိုက်ရုပ်ကလေးကကြီးလို့အဲ့တော့သူ့လို့စားနေတဲ့သူ့အမေသူ့ဖေကအိမ်ကနေငွေထိုင်ယူပြီးမျက်နှာကြီးကစူပုတ်သဘောပါသလားရှင်းရောရှင်းရလားအဲ့တော့အကျင့်ကောင်းကျင့်နိုင်ခြင်းမကျင့်နိုင်ခြင်းဟာဥစ္စာရှိခြင်းမရှိခြင်းနဲ့ဆိုင်သလားဂုဏ်တရေရှိခြင်းမရှိခြင်းနဲ့ဟောရုပ်ရည်လှခြင်းမလှခြင်းနဲ့ဟောယာဓုရှိခြင်းမရှိခြင်းနဲ့ဟောအဲ့ဒါမှတ်ထားရှင်းသလားဗမာပြည်ကတော့ယာဓုပြောတာနိုင်ငံတကာမှာတော့ယာဓုမဟုတ်ဘူး duty တာဝန်ရက်ကွက်လူကြီးဆိုဒီရက်ကွက်ဟာမင်းတာဝန်လို့ပြောတာမင်းတာဝန်ခံရမယ်တာဝန်ယူပြီးအလုပ်လုပ်ရမယ်ဒီရက်ကွက်သားရေးနာရေးကမင်းတာဝန်တလို့ duty ယာဓုမဟုတ်အဲ့တော့တာဝန်မှမသိယာဓုမှတို့ပြမလူမျိုးကတာဝန်လိုချင်တာလားယာဓုလိုချင်သိချင်းစိုးသိအောင်ရှင်းသလားအခုလည်းအများကြီးသိပြီးမွဲတဲ့နှိမ့်ကြတဲ့နှိမ့်ကြအခုအချင်းစာရိတ္တတွေအားလုံးပြက်ပြားပြီးတော့ယိုယွင်းနေတာမတွေ့ရဘူးလားအေးအဲ့ဒါတာဝန်ယူတဲ့မြင့်မြတ်တဲ့စိတ်ဓာတ်ကင်းကွာကုန်ကြပြီရှင်းသလားဒီဗုဒ္ဓတရားတော်အဆုံးအမတွေနဲ့မှပြန်လဲမထူထောင်ရင်ဘယ်လိုမှဒီလူမျိုးဟာမြင့်မားလာဖို့မရှိဘူးလူမျိုးတစ်မျိုးရဲ့တန်ဖိုးဟာအကျင့်စာရိတ္တပေါ်မှာမူတည်တယ်ဒီလူမျိုးတွေတော်တယ်မတော်ဘူးမြင့်မြတ်တယ်မမြင့်မြတ်ဘူးဆိုတာဘယ်ပေါ်မှာမူတည်လဲအဲ့ဒီကိုကျင့်တရားတွေဘုရားကခမည်းတော်အတွက်လမ်းညွှန်မှုပေးခဲ့မပေးခဲ့မိဘဝတ္တရားသာသမီဝတ္တရားတပည့်ဝတ္တရားဆရာနာယကကျွန်းလင်းဝတ္တရားမယားကျင့်စရာတွေအကုန်ချထားပေးခဲ့ဒီလောက်ဒေါင်းစီတဲ့ဘုရားရှင်းတယ်နော်ရှင်းပါဗျာအဲ့တော့ဒီလောက်မြင့်မြတ်တဲ့လမ်းညွှန်မှုတွေငါတို့လက်ထဲမှာရှိပါရဲ့သားနဲ့အသုံးမချခဲ့ကြတဲ့တွေ့နှိမ့်ကြသည်တဲ့နှိမ့်ကြနွမ်းပါသည်တဲ့ခုကသုံးပါးတွေလည်းဆက်ရောက်ခြင်းခံရရှင်းသလားဒီချိန်မှာမှမပြုပြင်ကြဘူးဆိုရင်အခုမှီယုံလေးတော့ရှိသေးတယ်နော်ဘယ်လိုမှီယုံလေးနောက်နေ့အတွက်တောင်အခုကစပြီးခင်ဗျားတို့ကြက်မတ်ကြိုးစားမှနောက်နှစ်အန္တရာယ်ကင်းလိမ့်မယ်လို့ပြောလို့ရမှာရှင်းတယ်နော်ရှင်းပါပြီအခုသိတဲ့အချိန်ကစပြီးမကြင်ညာမှုဆိုနောက်နှစ်မုံတိုင်းနဲ့လည်းခင်ဗျားတို့ပါရင်ပါသွားအောင်ပါရှင်းလားရှင်းပါဗျာသဘောပေါက်သလားကြာရောက်လက်တအန္တရာယ်တွေများစွာမရှိဘူးလားရှင်းပါဗျာအဲ့တော့အန္တရာယ်မကင်းဘေးမရှင်းတာဘာကြောင့်လဲသီလအကြောင်းမကောင်းတယ်လို့လောကမှာအကြောင်းလည်းရှိတယ်ပစ္စည်းဥစ္စာဒနာပေါ်ခြင်းရှားခြင်းရဲ့အကြောင်းရင်းကဒါနာဟုတ်ပြီအန္တရာယ်မကင်းဘေးမရှင်းရခြင်းရဲ့အကြောင်းရင်းကကိုယ်စိတ်နှစ်ပါးမငြိမ်းချမ်းရခြင်းရဲ့အကြောင်းရင်းကဘာဝနာအလုံးမလုပ်ဖဲနဲ့အေးချမ်းခြင်းဆိုတာမရှိနိုင်ရှင်းတတ်ကြလားအဲ့တော့ဘုရားကလောကီလောကုတ်နှဖြာသောလမ်းညွှန်မှုတွေမပေးခဲ့ဘူးလားအဲ့တော့တို့ဘုရားကိုးကွယ်ယုံနဲ့ငါတို့အတွက်လုံလောက်ပြီလားအဲ့တော့ဘုရားကိုးကွယ်ပါဤဆိုယုံနဲ့တော့မပြီးသေးဘူးသို့တော့ကိုးကွယ်စရာတော့ဘုရား